ကျွန်တော်ကောင်းဖို့ဆိုမှပိတ်မိပြီးတော့အရှင်တွေအများကြီးဖြုတ်ပြမိတယ်ခင်ဗျားကကျွန်တော်လိုအရှင်ကိုမဖြုတ်မိအောင်ဒီနေ့မှာတော့ကျွန်တော်အရှင်ဖြုတ်ခဲ့တဲ့အကြောင်းကို share လုပ်ပေးတော့မှာပဲဖြစ်ပါတယ်တကယ်လို့ကျွန်တော်တို့ကအရှင်ကိုအကျိုးရှိရှိအသုံးချမယ်ဆိုရင်ဘယ် background မှမလို့ဘူးကျွန်တော်တို့ကလောက်တစ်ခုကိုအောင်မြင်မြင်လုပ်နိုင်တယ်ပထမဆုံးကျွန်တော်ပြောရမယ်ဆိုရင်ကြောက်သားဘဝတော့ပါကြောက်တာအပြင်ဘေးဟာကိုမှမလေးလာခဲ့ဘူးကြောက်တာအပြင်ပြန်လောကအကြောင်းကိုလည်းဘာမှမလေးလာဘူးဒီနေ့ကြောင်းသွားတယ်ကြောင်းကပြန်လာတယ်စားတယ်အိတ်တယ်ဖုံစုံရင်းနဲ့အရှင်ကုန်ခဲ့တာတွေညးတယ်ခမရကအခုကြောက်တာတယောက်ဆိုရင်တကယ်လို့ကြောက်တာမိဘတယောက်ဆိုရင်ကြောက်တာတွေကိုအခုကနေအရှင်ကိုကြိုးရှိရှိသုံးတယ်ဖို့အတွက်ခမရကသင်ပေးရမယ်နောက်ဖြတ်ခဲ့တာကြတော့ကျွန်တော်ကအဲ့လိုနဲ့ကြောင်းပြီးတော့ရန်ကုန်တက်လာခဲ့တယ်ရန်ကုန်ရောက်တော့ဟိုတယ်တစ်ခုမှအလုပ်ရခဲ့တယ်အလုပ်ရောက်တော့လေအခက်အခဲတွေအများကြီးတွေ့ရတာပေါ့လေးလာထားတဲ့ဟာတွေကိုစားကလေးကဘာမှမလေးလာခဲ့ရောအခက်အခဲတွေအများကြီးတွေ့ခဲ့တယ် communication skill အဓိကကျွန်တော်တွေ့ခဲ့တဲ့တစ်ခုကြတော့ communication skill ကျွန်တော်မကောင်းတော့လူတွေနဲ့ပြောတဲ့နေရာမှာပြဿနာတွေအများကြီးတက်ခဲ့တယ်တယောက်နဲ့တယောက်စကားများခဲ့တဲ့အချိန်တွေလေးရှိတယ်ကျွန်တော်စူပါဗိုင်ဇာတယောက်နဲ့တော့ရင်ဖိတ်ခဲ့တဲ့အချိန်တွေရှိတယ်ကျွန်တော်မှားခဲ့တဲ့ခါတွေအချိန်တွေလေးရှိတယ်ခွဲကမှားတဲ့အချိန်တွေလေးရှိတယ်အဲ့လိုနဲ့ကျွန်တော်ကကိုယ့်ကိုနောက်မှသိလိုက်တာကြတော့ကျွန်တော် communication skill မကောင်းဘူးပြီးတော့လူတွေနဲ့ဘယ်လိုသက်ဆိုင်ရမလဲဆိုတာလေးဘာမှမသိဘူးအဲ့လိုနဲ့ကျွန်တော်ကတရက်အလုပ်သွားတယ်အလုပ်ကပြန်လာတယ်စားတဲ့အိတ်တယ်နဲ့အချိန်ကတနေ့လောက်ကုန်ခဲ့တယ်နောက်တော့ငါကဒီတိုင်းနေလို့မရတော့ဘူးဆိုပြီးတော့ငါတစ်ခုလုံးမှရမယ်ဆိုပြီးတော့ကျွန်တော်ကသင်တဲ့တွေတက်မယ်ဆိုပြီးတော့ပြောလိုက်တယ်ကိုပြောလိုက်တယ်အဲ့လိုနဲ့ပထမဆုံးတက်ခဲ့တဲ့သင်တဲ့ကကြတော့အင်္ဂလိပ်စာသင်တဲ့ကကြတော့တလားခွဲလောက်သင်ခဲ့တယ်သင်တို့ကကြတော့နိပါကြားခဲ့အခုကြားလာတော့အကုန်လုံးမေးခဲ့တာမေးသွားပြီဒီလိုနဲ့နောက်သင်တဲ့တခုတက်ခဲ့တာကြတော့ content creation သင်တဲ့တက်ခဲ့တယ်အဲ့လိုနဲ့ content creation လုပ်မယ်ဆိုပြီးတော့ကိုပြောတယ်လုပ်တယ်ရှာတယ်ဒီလိုနဲ့ YouTube ကနေ communication တို့ဘာတို့ညာတို့ skill တို့အကုန်လေ့လာတယ်ခုလေ့လာနေတော့ပါပဲကျွန်တော်ပြောပြနေတာကခမရတို့လေအရှင်ကိုအကျိုးရှိရှိသုံးနိုင်အောင်ကျွန်တော်ရှင်းမဖြစ်ခဲ့တဲ့လိုမဖြစ်အောင်အခုပြောပြနေတာပါခမရကတကယ်လို့ကျွန်တော်တို့ကကျွန်တော်ရန်ကလူလိုသာဖြစ်ခင်ခမရလေအခုတစ်ခုကိုသင်ယူဖို့လိုနေပါပြီနောက်တော့ကျွန်တော်တို့ကတချိန်လုံးသူများလိုပဲလုပ်နိုင်မှာမဟုတ်ဘူးကျွန်တော်တို့ဘဝအတွက်ကျွန်တော်ကိုယ်လည်းကိုရှင်တဲ့တစ်ခုကိုလုပ်နိုင်အောင်ပြနိုင်မှာလူဖျားတာလေးတက်မှာလူဆိုတာကျွန်တော်ကိုယ်လည်းကိုရှင်တဲ့တစ်ခုဖန်တီးနိုင်ရမယ်ဆိုတော့စိတ်လေးရှိတယ်ကျွန်တော်ဆရာတယောက်ပြောခဲ့တာလေးရှိတယ်အဲ့ဒါအကြိုက်ဆုံးပဲအဲ့ဒီစကားအခုကျွန်တော်မားခဲ့တာတွေကိုပြောပြနေရတာကျွန်တော်မားခဲ့တယ်လို့မဖြစ်အောင်ရှေ့လာမဲ့ generation တွေလည်းဒီလိုမဖြစ်အောင်ပြောပြနေရပါတကယ်လို့ခမအကြီးတယောက်ဆိုရင်ခမအငယ်တွေကိုပြောပြပါအငယ်တယောက်ဆိုရင်အငယ်ကလေခမကကျွန်တော်မားခဲ့တယ်လို့မဖြစ်အောင်ပြင်ဆင်ပါခုကိုသင်ယူပါလေ့လာပါကျွန်တော်မားခဲ့တဲ့အကြောင်းကျွန်တော်ဘာတွေလေ့လာနေဘာတွေသင်ယူနေတဲ့အကြောင်းတွေကိုကျွန်တော်ဒီ YouTube channel မှာတင်ပေးပါမယ်ကျွန်တော် YouTube channel ကိုလေ subscribe လုပ်ထားပါဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် like လုပ်ပြီးတော့ comment မှာတစ်ခုခုရေးပေးပါပြီးတော့ကျွန်တော်ဗီဒီယိုတွေတင်လေးသိနိုင်အောင် subscribe လုပ်ပြီးတော့ notification on တောင်းလေးမမေ့ပါနဲ့နောက်ဗီဒီယိုမှာတွေ့ကြပါမယ်